အားလုံးပဲမင်္ဂလာပါဗျာဆော့ကာတီယမ်နဲ့ပြန်လိုက်ပြီးကြိုဆိုလိုက်ပါကျွန်တော်ဒီနေ့စူပါဆားနေ့မှာလည်းပွဲကောင်းနေအများကြီးကံမှုရှိတဲ့နေရာနေ EPL မှာ3ပွဲလာလီဂါမှာ1ပွဲစီးရီးမှာ1ပွဲလီဂူမှာ1ပွဲစုစုပေါင်းပွဲစဉ်6ပွဲကိုလုပ်လို့ရှင်ပြီးလုပ်ပေးသွားမှာဖြစ်ပါတယ်ဒီနေ့ညတော့ဒီ EPL ပွဲစဉ်တွေလောက်ပဲဆင်ပြထားပြီးတခြားပွဲစဉ်တွေကတော့ရန်အဆင်ပြေလိုက်တဲ့နေရာမှာရှိပါတယ်ဒီနေ့မှာတော့ပေါင်းပြကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ဒီ PV ပွဲစဉ်တွေဘက်ကိုသွားလိုက်အောင်ကျွန်တော် EPL ပွဲစဉ်ဖြစ်တဲ့ Uberdan နဲ့ Brighton ဒီပွဲမှာ away Brighton ကဘူကြီး level 80ကိုပေါင်းကြီး380စားမှာကြေးပွတ်ထားပါတယ်ဒီနေ့ဒီ table standing ကြည့်ရမှာဆိုရင်ဒီ Brighton ကလက်ရှိမှာဒီ17မှာရောက်ရှိနေပြီး Uberdan ကတော့တန်းမြင့်ဆုံး90အောက်ဆုံးမှာရောက်ရှိနေတဲ့အနေအထားမှာရှိပါတယ်လက်ရှိကာလပေါ်မှာလည်းဒီ Brighton တို့ဖောင်ပိုကောင်းနေပါတယ်နောက်ဆုံးကတော့မှာ3.9တပွဲရှုံးတပွဲတည်နဲ့ဒီနောက်ဆုံး EPL ပွဲမှာလည်းဒီ Chelsea ကို away ပွဲကနေ 1-3 နဲ့နိုင်ထားတဲ့အနေအထားအရဒီ Uberdan လို့ဒီအဆင့်20မှာတန်းဆုံးမှာရောက်နေတဲ့အသင်းကိုဒီ level 80ရှုံးကဈေးပြောင်းတဲ့အနေအထားမှာရှိပါတယ်လောလောလတ်ဒီ Chelsea ကိုတော့ 1-3 နဲ့နိုင်ကန်ထားတဲ့ Brighton တို့အနေနဲ့ဒီတဲ့ပိုပေးတဲ့အနေအထားမှာရှိပါတယ် 1+50 စားလောက်ဖြစ်တဲ့အနေအထားမှာ level 80ရှုံးကတော့ဈေးပြောင်းတဲ့အနေအထားမှာရှိပါတယ်ဒီလက်ရှိကတော့ပုံမှန်လဲ Uberdan ကိုပြန်ကြည့်မှဆိုရင်ဒီရှေ့ပွဲစဉ်တွေမှာဒါရက်လက်မကောင်းတော့ဆိုပေမဲ့ဒီနောက်ဆုံးနှစ်ပွဲမှာတော့ရက်လက်ပြန်ပြီးတော့ပြန်အဆင်ပြေထားတဲ့အနေအထားမှာရှိပါတယ်ပြီးခဲ့တဲ့ဒီ Everton အိမ်ဝင်းမှာ2-0နဲ့အနိုင်ကန်ထားပြီးဒီ Tottenham ဆိုတာဒီနေ့ရာမှာဖောင်ကောင်းနေတဲ့ Tottenham ရဲ့အိမ်ဝင်းမှာလည်း 1-1 draw ကြအောင်ကန်ထားတဲ့အနေအထားရာဒီနောက်ဆုံးနှစ်ပွဲမှာတော့ Everton တို့ပြန်ပြီးတော့ဒီရက်လက်တွေပြန်ကောင်းထားတဲ့အနေအထားမှာရှိပါတယ်ဒါကြောင့်မို့ကျွန်တော်ဒီပွဲစဉ်မှာတော့ Wigan Brighton တို့ဈေးပါနေမှုရဲ့ Everton အိမ်ဝင်းဒီဖောင်နောက်ဆုံးနှစ်ပွဲစတိုက်ဖောင်ပြန်ကောင်းလာမှုရဲ့ကြောင့်ဒီ Everton တို့ဒီတစ်ပေါက်ရှိတဲ့အနေအထားမှာ level 80ရှုံးပေါက်ကြောက်မှာအင်ရှင် Everton ဘော်ဒီကိုရွေးချယ်ထားပါတယ်နောက်တစ်ပွဲတော့ဒီ Everton နဲ့ Crystal Palace ဒီပွဲမှာအင်ရှင် Everton ကဘော်ဒီကြီး level 15ပြရှုံးနေပေါ်အောင်ကြီးနှလုံး50ရှုံးမှာကြီးဖွင့်ထားပါတယ်ဒီနေ့စဉ်ဒီလက်ရှိ table stand ကိုကြည့်ရမယ်ဆိုရင် Crystal Palace ရဲ့လက်ရှိအဆင့်5နေရာမှာရောက်ရှိနေပြီး Everton ကအဆင့်10ဒီ Crystal Palace ကဒီတပွဲရောက်ထားပြီးအဆင့်5နေရာမှာရောက်ရှိနေတယ်ဆိုပေမဲ့ဒီသူအနေနဲ့ဒီပွဲနိုင်လိုက်မယ်ဆိုရင်အဆင့်2နေရာထိတလန်ထားပြီး Liverpool ရဲ့ဒီဝန်ဒဖန်ရ Liverpool ရဲ့အပေါ်ကိုတော့ရောက်ရှိသွားမယ့်အနေအထားမှာရှိပါတယ် Crystal Palace ဒီနဲ့ဒီရာဒီမှာ EPL မှာဒီရှုံးပွဲမရှိထားသေးတဲ့ဒီတသိမဲ့ကြံတော့တဲ့အနေအထားမှာရှိပါတယ်ဒါကြောင့်မို့ဒီပွဲစဉ်မှာတော့ဒီ Everton တို့အနေနဲ့ဒီရှုံးပွဲမရှိထားသေးတဲ့ Crystal Palace ကို level 15ပြရှုံးက Everton အနေနဲ့ဒီဈေးပြင်းနေလို့ပြောလို့ရတဲ့အနေအထားမှာရှိပါတယ် Crystal Palace အနေနဲ့လက်ရှိကာလဖောင်မှာလည်းနောက်ဆုံး9ပွဲမှာရှုံးပွဲမရှိထားသေးတဲ့ဒီပွဲနိုင်တပွဲတည်နဲ့ဒီဖောင်ရန်ကောင်းတဲ့အနေအထားမှာလည်းဖြစ်တယ်ဒီဒါကြောင့်မို့ဒီ Crystal Palace အနေနဲ့ဒီဝေးဝန်းကနေ level 50လောက်တော့ဒီပေါက်တဲ့အနေအထားမှာခု Ancient Everton ကပဲဒီကြေကြောပြန်ပေးထားတဲ့အနေအထားမှာရှိပါတယ် level 15ပြရှုံး Everton ရဲ့ဖောင်ကလည်းသူ့နေဒီနောက်ဆုံး9ပွဲမှာတပွဲနိုင်2ပွဲရှုံး2ပွဲတည်နဲ့ဒီဖောင်ရန်ကြီးမကောင်းထားတဲ့အနေအထားမှာတော့အောက်ကနေလှန်ကြီးပြန်ပေါက်တဲ့အနေအထားမှာရှိပါတယ်ဒီ Crystal Palace ကိုကြည့်ရမယ်ဆိုရင်ပြီးခဲ့တဲ့ဂျာရက်ထဲမှာလည်းဒီ Europa Conference League ပွဲချက်ကန်ထားရတဲ့အနေအထားမှာလည်းဖြစ်တယ်ဒီပွဲစဉ်ကလည်းအဝေးဝင်းကန်ရမယ့်အနေအထားမှာဖြစ်တာကြောင့်ဒီ Crystal Palace တို့အနေနဲ့လက်ရှိပေါက်ကြည့်ရပွဲပန်းနေမှုရဲ့ဒီ Everton အိမ်ဝင်းမှာလွယ်ကူလာမယ့်အနေအထားမှာမရှိပါဘူးဒါကြောင့်မို့ကျွန်တော်ဒီပွဲမှာတော့ Everton level 15ပြရှုံးပေါက်ကြောက်မှာ Crystal Palace တို့ဒီပထမဆုံးရှုံးပွဲတွေ့သွားမယ့်ပွဲလို့ယူဆပါတယ်ဒါကြောင့်မို့ Ancient Everton ဘော်ဒီကိုရွေးချယ်ထားပါတယ်နောက်တစ်ပွဲတော့ဒီ Brentford နဲ့ Manchester City ဒီပွဲမှာအဝေး Manchester City ကဘော်ဒီကြီးတစ်လုံး30စာဘူပေါင်းကြီးတစ်လုံးတည်မှာခြေဖွင့်ထားပါတယ်ဒီဈေးတောင်ကြည့်ရမယ်ဆိုတော့ပြီးခဲ့တဲ့ရာသီထိတဲ့တွေ့ဆုံမှုတွေမှာလည်းဒီ Manchester City ဝီဝုံကနေဒီဈေးတန်းပဲပေါက်တဲ့အနေအထားမှာဖြစ်တာကြောင့်ဈေးတန်းရတော့ဒီအရန်ကြီးဒီပြောစရာမရှိတဲ့အနေအထားမှာရှိပါတယ်ဒီနေ့ဒီလက်ရှိကားဖောင်ကြည့်ရမယ်ဆိုတော့ Asian Brentford ကလည်းနောက်ဆုံး9ပွဲမှာ2ပွဲနိုင်2ပွဲရှုံး2ပွဲတည်ဝေးဝင်းManchester City ရဲ့နောက်ဆုံး9ပွဲမှာ3ပွဲနိုင်2ပွဲရှုံးနေဒီဖောင်ရတော့အရင်ပြီးပြီးသားကွာထားတဲ့အနေအထားမှာမရှိပါဘူးအင်ဂျင်ဒီ Brentford ရဲ့ဒီအင်ဝင်းဖောင်ကြည့်ရမှာဆိုတော့ဒီ Brentford အင်ဝင်းကောင်းတဲ့အနေအထားမှာရှိပါတယ် EPL 3ပွဲမှာဒီရှုံးပွဲမရှိတာပဲကန်ထားတဲ့အနေအထားမှာရှိပါတယ် United ကိုပြီးခဲ့တဲ့ပွဲမှာ 3-1 နဲ့အနိုင်ရရှိထားပြီးဒီ Chelsea ကိုလည်းအင်ဝင်းမှာ 2-2 draw ကန်ထားပါတယ် Aston Villa ကိုလည်းအင်ဝင်းမှာ 1-0 နိုင်ကန်ထားပြီးဒီကစားရခက်ခဲတဲ့3သင်းနဲ့တွေ့ဆုံထားတာတောင်မှပဲအင်ဝင်းမှာရှုံးပွဲမရှိကန်ထားတဲ့အနေအထားအရဒီ Brentford အင်ဝင်းကောင်းတဲ့အနေအထားမှာရှိပါတယ်အဝေးဝင်း City ကိုကြည့်ရမှာဆိုရင်လည်းဒီနောက်ဆုံး9ပွဲမှာဖောင်ကောင်းနေရဆိုရင်လည်းသူ့အနေနဲ့ဒီအဝေးဝင်းနေမှာဆိုတော့ရန်ရက်လက်မကောင်းထားတဲ့အနေအထားမှာရှိပါတယ် EPL အဝေးဝင်း3ပွဲမှာလည်းတပွဲနိုင်တပွဲရှုံးတပွဲတည်နိုင်ထားတဲ့ပွဲတော့ဒီ 1-1 ပွဲဥထွက်မှာဒီဘူဝမ်မတန်ကို0နဲ့နိုင်ထားတဲ့ပွဲရလွယ်လို့တခြားပွဲစဉ်တွေမှာတော့အနိုင်မရရှိထားသေးတဲ့အနေအထားမှာရှိပါတယ် Brighton ကိုအဝေးပွဲမှာ 2-1 နဲ့ရှုံးတာပြီး Arsenal ကို 1-1 draw ပြီးခဲ့တဲ့ဒီ Champions League ဒီမိုနာကိုနဲ့ပွဲမှာလည်းအဝေးပွဲမှာ 2-2 draw ကန်ထားတဲ့အနေအထားမှာဖြစ်တာကြောင့်ဒီ City တို့အဝေးပွဲမှာဆိုတော့နိုင်ငယ်အားနေတဲ့အနေအထားမှာရှိပါတယ်ကျွန်တော်ဒီပွဲမှာတော့ဒီဖောင်ရလဲ Brentford အင်ဝဲပေါင်နဲ့ရန်ကောင်းတဲ့အနေအထားမှာလည်းဖြစ်တာကြောင့်ဒီတလုံး30စကားပေါက်ကြည့်အောင်မှာ Manchester City တို့ဒီအဝေးပွဲကနေ
ဒီနိုင်မယ်ဆိုတော့မှဒီထောက်ထားတဲ့ပြ30လောက်ပဲစားရမယ့်အနေထားမှာဖြစ်တာကြောင့်ဒီ30ရင်းပြီးတော့ဒီသေတစ်ပေါက်ရှိတဲ့အနေထားမှာအေရှင် Frankfurt Body ကိုရွေးချယ်ထားပါတယ်နောက်တစ်ဝက်တော့ဒီလာလီဂါပွဲစဉ်ဖြစ်တဲ့Celta Vigo နဲ့ Atletico ဒီပွဲမှာ Atletico ကဘော်လကြီးတစ်လုံး80ပူပေါင်းကြီးပုံလုံး90စာမှာကြီးဖွင့်ထားပါတယ်ဒီ Atletico ကတော့လက်ရှိဒီ table standing ကြည့်ရမှာနဲ့အဆင့်6 Celta Vigo ကအဆင့်7နဲ့ဒီလက်ရှိကားနာဖောင်မှာလည်းဒီ Atletico တို့နောက်ပိုင်းပွဲစဉ်တွေမှာတော့ဖောင်ပြန်ကောင်းထားတဲ့အနေထားမှာရှိပါတယ်ရာသီစမှာရုံးကန်နေရဆိုပေမဲ့ဒီနောက်ဆုံး3ပွဲစတိုက်နိုင်ရရှိထားပြီးဒီဖောင်ပြန်ကောင်းထားတဲ့အနေထားမှာရှိပါတယ်Celta Vigoကတော့ဒီနောက်ဆုံး9ပွဲမှာတစ်ပွဲနိုင်2ပွဲရှုံး2ပွဲတည်နေသူ့အနေနဲ့ရလက်မကောင်းတာပဲတက်ဆစုံမှာရောက်ရှိနေတဲ့အနေအထားမှာရှိပါတယ်။ဒီတဲ့ကတော့ဒီဂျာယက်တီထဲမှာတော့ဒီယူရိုပါလိနဲ့ချန်ပီယံလိပွဲစဉ်တွေကန်ထားပြီးနှစ်သင်းစလုံးကတော့နှစ်သင်းလုံးကိုစီပွဲပန်းထားတဲ့အနေအထားမှာတော့ရှိနေပါတယ်။ဝေဝင်80ကိုကြည့်ရမှာဆိုဒီနောက်ဆုံး3ပွဲမှာဒီတက်စစ်က3ဂိုးတွေအများများရရှိထားတဲ့အနေအထားမှာရှိပါတယ်။3ပွဲမှာ13ဂိုးတွေရရှိထားပြီးဒီယူရမထက်ကို9ဂိုး2ဂိုးဒီဖရန့်ဖတ်ကို9ဂိုး2ဂိုးနဲ့ဒီဘလကန်ကို3ဂိုး2ဂိုးနဲ့ဒီတက်စစ်ကသီးသက်သာပိုပြီးကောင်းလာတဲ့အနေအထားမှာရှိပါတယ်။ဒီလက်ရှိမှာလည်း table standing မှာဆင့်6ရောက်ရှိနေပြီးရမက12မှတ်ပဲရရှိထားတဲ့အနေအထားမှာဖြစ်လာကြောင်းဒီအပေါ်က Real Madrid ဘာစီလိုနာတို့နဲ့ကမှတ်ရမ်းပြတ်နေတဲ့အနေအထားမှာရှိပါတယ်။ဒါကြောင့်မို့သူ့အနေနဲ့ဒီရမကမဖြစ်မနေလိုအပ်နေတဲ့အနေအထားမှာရောက်ရှိနေပါပြီ။ဒါကြောင့်လည်းဒီလက်ရှိကားနာဖောင်မှာလည်းဖောင်ကောင်းနေတဲ့ရမလိုအပ်ချက်ကလည်းဒီမဖြစ်မနေလိုအပ်နေတဲ့အနေအထားမှာဖြစ်လာကြောင်းတစ်လုံး90စားပေါက်ကြအောင်မှာဝေဝင်80ကိုပုံရွေးချယ်ထားပါတယ်။နောက်တစ်ပွဲတော့ဒီ series ပွဲကောင်တစ်ပွဲဖြစ်တဲ့ Juventus နဲ့ AC Milan ဒီပွဲမှာ Asian Juventus ဘော်လကြီး level 5ပြားနဲ့ကိုပေါင်းကြီးနှလုံး90ရှုံးမှာကြေးဖွင့်ထားပါတယ်ဒီလက်ရှိကားဖောင်ရ Juventus တို့ဒီနောက်ဆုံး5ပွဲမှာဒီရန်ကုန်ပြည်နိုင်ထားမှုရဲ့ Juventus ကဒီနောက်ဆုံး5ပွဲမှာ4ပွဲထိတေချထားတဲ့အနေအထားရအင်္ဂလန်ကနေဈေးအများကြီးမပေးထားပဲ level 5ပြားလောက်ပဲပေးထားတဲ့အနေအထားမှာရှိပါတယ်ဒီနေ့ဒီတင်းကြီးတဲ့နေထက်တဲ့ဒူဆုံမှုကိုကြည့်ရမှာဆိုရင် Juventus အနေနဲ့ဒီနောက်ဆုံးအနိုင်ရရှိထားတဲ့ပွဲအင်တာဟိုဒီအင်္ဂလန်ကနေအကန်ထားတဲ့အနေအထားမှာ4-3နဲ့အနိုင်ရရှိထားပြီးဒီအဝေးဝင် AC Milan ကတော့အင်္ဂလန်မှာပြီးခဲ့တဲ့ပွဲမှာနာပိုလီကို2-1နဲ့အနိုင်ရရှိထားပြီးဒီ AC Milan တို့အနေနဲ့ဒီအဝေးပွဲမှာတော့အသင်းကြီးတွေနဲ့တွေ့ဆုံထားတဲ့အနေအထားမှာတော့မရှိပါဘူးသူအနေနဲ့ဒီနာပိုလီကိုတော့အင်္ဂလန်မှာပဲအကန်ထားတဲ့အနေအထားအရာဒီပွဲကတော့ AC Milan တို့အနေနဲ့ပထမဆုံးဒီပွဲချက်အဝေးဝင်ပွဲချက်ထားတဲ့အနေအထားမှာရှိပါတယ်ကျွန်တော်ဒီပွဲမှာတော့ဒီလက်ရှိဒီ AC Milan တို့ဖောင်ရမ်းကောင်းနေတဲ့အနေအထားမှာနော်ဒီ Juventus ကနေအင်္ဂလန်ကနေ level 5ပြားရှုံးဒီကြေးကောင်းပြထားတဲ့အနေအထားမှာလည်းဖြစ်တာကြောင့်ဒီလက်ရှိ favorite ကလည်း AC Milan အသင်းဖြစ်နေတဲ့အနေအထားမှာဒီပွဲမှာတော့အင်ရှင်အားသာခြင်းတွေတူ Juventus တို့အရှုံးနိုင်နေပွဲလို့ယူဆပါတယ်ဒါကြောင့်မို့ level 5ပြားရှုံးပေါက်ကြအောင်မှာဒီ5ပြားရင်းပြီး Juventus ဘော်လီကိုရွေးချယ်ထားပါတယ်ပူပေါင်းချင်းနှလုံး90ရှုံးပေါက်ကြအောင်မှာလည်းနှစ်သင်းနှလုံးဒီအသင်းကြီးနှစ်သင်းထဲတဲ့ဆိုဖြစ်တာကြောင့်နှစ်သင်းနှလုံးကတော့ဒီအရင်ဖွင့်ကန်လာမဲ့အနေအထားမှာတော့မရှိပါဘူးဒါကြောင့်မို့ကျွန်တော်ဒီပွဲမှာ9ပေါင်းအောက်နဲ့ Juventus ဘော်လီကိုရွေးချယ်ထားပါတယ်နောက်ပွဲတော့ဒီလီဂူ1ပွဲစဉ်ဖြစ်တဲ့လိုင်းနဲ့ PSG ဒီပွဲမှာအဝေး PSG ကဘော်လကြီးတစ်လုံး90နဲ့ပူပေါင်းကြီး340စာမှာကြေးပွင့်ထားပါတယ်ဒီနေ့ဒီလက်ရှိကာနာဖောင်ကြည့်ရမှာဆိုတော့ကာနာဖောင်မှာနှလုံးဒီဖောင်ကောင်းတဲ့အနေအထားမှာရှိပါတယ်လိုင်းဒီရဲ့နောက်ဆုံး9မှာ3ပွဲနိုင်2ပွဲရှုံးဒီဝေးဝင် PSG လည်းနောက်ဆုံး9ပွဲမှာ4ပွဲနိုင်2ပွဲရှုံးနဲ့နှစ်သင်းလုံးကတော့ဒီဖောင်ကောင်းမွန်တဲ့အနေအထားမှာရှိပါတယ်ပြီးခဲ့တဲ့ဂျာယက်ထဲမှာတော့ PSG ကဒီအသင်းကြီးဖြစ်တဲ့ဒီဘာစီလိုနာကိုဘာစီလိုနာအကွင်းမှာ1-2နဲ့အနိုင်ရရှိထားတဲ့အနေအထားအရဒီလောလောလတ်မှာပဲဒီဘာစီကိုအဝေးဝင်ကနေနိုင်ထားတဲ့အနေအထားအရဒီလန်လီလိုအသင်းမျိုးကိုအဝေးဝင်ကနေ1 black 90ကဒီတကိုးသွင်းအောင်ဒီအပြည့်ကြီးပါစားရမယ့်ဈေးတန်းကတော့အရန်ပျော့ပြောင်းတဲ့အနေအထားမှာတော့ရှိနေပါတယ်။ဒီအနေနဲ့ဒီပြီးခဲ့တဲ့ round 5မှာလည်းဒီမာဆေးရဲ့အင်ကွင်းမှာဒီဈေးတန်းပေါက်ထားပြီးတော့ဒီကြေးကြထားတဲ့အနေအထားမှာရှိပါတယ်။မာဆေးအင်ကွင်းမှာဒီ1 black 90ကဈေးတန်းပေါက်ထားပြီးမာဆေးကနေပြီးတော့1စီးနဲ့အနိုင်ရရှိထားတဲ့အနေအထားမှာရှိတော့ဒီနေ့မှာလည်းဒီလန်လီလိုဒီမျိုးကိုဒီလောလောလတ်ဒီဘာစီကို1-2နဲ့နိုင်ထားတဲ့ PSG ကဒီ1 black 90ကတော့ဒီထိုးသားတွေ PSG တစ်ဖက်စောင်းလာနိုင်တဲ့အနေအထားမှာရှိပါတယ်ဝေဝင် PSG အနေနဲ့ဒီပွဲမှာလည်းသူတို့ရဲ့ဒီအဓိကပလေယာတွေအများစုဒီဝေချော်မဲ့အနေအထားမှာလည်းဖြစ်တာကြောင့်ဒီလန်လီအင်ကွင်းမှာဒီဈေးတန်းပြောင်းနဲ့အတူ1 black 90ကပေါက်ကြအောင်မှာလန်လီဘော်ဒီနဲ့340စားပေါက်ကြအောင်မှာ PSG တိုက်စစ်အားနည်းနေတဲ့အနေအထားမှာဖြစ်တာကြောင့်ဒီ9ပေါင်းအောက်ကိုရွေးချယ်ထားပါတယ်လန်လီဘော်ဒီနဲ့9ပေါင်းအောက်ကိုကြိုက်ပါတယ်ဒီစူပါဆန်ညမှာအားလုံးပဲအပေါင်းပြကြပါတယ်ဗျ